ရွာလေးရွာစုံနဲ့ပူပြင်းလာတဲ့လွင်တီးခေါင်ပြင်မှာအင်မတန်မှအရေးအာဝါဒပေးနေတဲ့တစ်ပင်ကြီးတစ်ပင်ရှိလေရဲ့ခီးသွားပေါင်းဟာအင်မတန်မှအင်းငိမ့်သွားကအပူတွေငိမ့်အောင်ထိုတစ်ပင်ကပေးစွမ်းလေတဲ့ရွာတွေလာကြတဲ့ခီးသွားတွေဟာတစ်ပင်အရေးအောက်မှာဝင်ခိုကြရတယ်ပြီးမှခီးဆက်ကြရတာပေါ့3 ယောက်ခီးသွားကြရင်ထိုလန်းစုံလမ်းခွရှိတစ်ပင်ကြီးရှိရာရောက်လာကအရေးထဲအနားယူကြလေတယ်လေတိုက်ဆိုင်စွာမြေကို3 ယောက်မိုးပြန်ဆိုင်လို့ရှိရင်ဒီအိုင်လုံးလာလို့ထိုတစ်ပင်ကြီးမှာအနားယူလို့ရှင်းတက်ကြလေတယ်ထိုခီးသွား3 ယောက်နဲ့ဆုံကြတာပေါ့ပေါ့ထိုအချိန်တွင်ခီးသွားတစ်ယောက်ကထပ်ဖောက်ပြီးတစ်ပင်ကိုစိတ်ဆိုးကခဲနဲ့ပေါက်ပြီးတကိုင်းတွေချိုးဒေါသထွက်နေလေရဲ့ဒီမှာလူလေးတင်ပါကိုစိတ်ဆိုးဒေါသထွက်နေရတာလေလူလေးချိုးဖက်နေတဲ့တကိုင်းတရွက်တွေကနေတင်တို့လိုပင်ပန်းခီးသွားတွေကိုဒီရိတ်အာဝါဒအောက်မှာအနားယူမိဆက်ကခီးတစ်ထောင်နာပြီးတွားလို့ရခီးဆက်ရတာလေလူလေးရဲ့တင်တို့လိုပင်ပန်းလာသူတွေအနားယူအပန်းဖြေကြရင်အသက်ချမ်းသာရကတင်တို့လိုခီးသွားတွေသူတို့လိုရာခီးဆက်နိုင်ကြပြီလေတင်တို့လိုနောက်လူတွေခီးပန်းလာကြသူတွေအတွက်အေဂျင့်စီဖို့အခုတင်နာခုခဲ့တဲ့အရေးကိုမဖြစ်စည်းလိုက်ပါနဲ့တင်မောင်လူသားကျွန်တော်ကိုခွင့်လွတ်ပါမမန်းတိပါပြီခင်ဗျာ